လက်ပြအကောင့်100ကိုကြိတ်ချပြီးနေတိုင်းကျမအမေကိုတောက်စီခဲ့တယ်49ရက်ပြည့်တော့ကျမအမေရဲ့ခန္ဓာကိုယ်ကထူးဆန်းတဲ့ရနံ့တစ်မျိုးထွက်ပေါ်လာပြီးလက်ပြထောင်ပေါင်းများစွာကတကားကိုတိုးဝေပြီးအမေရဲ့တကူလုံးကိုပုံခဲသွားကြတယ်ထိုအချိန်ကစပြီးအမေပဲသွားလက်ပြလေးတွေဝဲနေခဲ့တယ်ထိုသတင်းကမကြမိမှာပဲအရှိန်အဝါကြီးမားတဲ့အာဏာပိုင်များရဲ့အာယုံစိုက်ခြင်းကိုခံခဲ့ရတယ်အဖေကတော့သူ့ယာတုတိုးဖို့အတွက်အမေကိုအာဏာပိုင်တဦးစီလက်ဆောင်ဖြစ်ပေးဖို့ဆုံးဖြတ်ခဲ့တယ်အမေကညှင်းဆန်ပေမဲ့မင်းမသွားရင်မင်းအဖေကိုငါအတေတက်ပစ်မယ်လို့ချင်းချောက်တာကြောင့်သဘောတူခဲ့ရတယ်နောက်တနေ့မှာတော့အမေကထိုအာဏာပိုင်ကြီးရဲ့ညှဉ်းပန်းနှိပ်စက်မှုကြောင့်တကူလုံးဒဏ်ရာပရပွားနဲ့ပြန်ရောက်လာတဲ့အဖေကတော့3ရက်မကြာမီမှာပဲယာတုတိုးပြောင်းရွှေ့မိတ်ကြလာခဲ့တယ်ထိုအကြောင်းအရာကိုအမှတ်မထင်သိသွားတဲ့အမေရဲ့အဖေကတော့ဒေါသထွက်ပြီးယောဂပူပြင်းထန်ကကွယ်လွန်သွားခဲ့တယ်ကျမအမေကတော့စိတ်တန်ရာနှစ်ခုကိုတပြိုင်တည်းခံစားလိုက်ရတာကြောင့်နာမကျန်းဖြစ်သွားခဲ့တယ်ဒါပေမဲ့အဖေကတော့ငဲ့ညာမှုမရှိပဲမြို့တော်ကိုချက်ချင်းယာတုတက်ဖို့အတွက်ခီးထွက်ခဲ့တယ်ခီးလန်းကျန်းတာကြောင့်အမေယောဂပူဆိုးလာပေမဲ့အဖေကတော့ဘီယူမဆိုင်ပဲလန်ခီးမှာတခဏတော့မနာပေးခဲ့ပါဘူးအမေကတော့အသက်ပြောက်လို့နေပါအောင်အီးတီခံခဲ့ရတယ်2လကြာပြီးမြို့ကိုရောက်မှယာတီသွေးမလာတာကိုသတိပြုမိခဲ့တယ်အမေကအလွန်ကြောက်ရွံ့တာကြောင့်ဆရာဝန်မပင့်ရဲခဲ့ပေမဲ့နောက်ဆုံးမှအဖေကတိသွားပြီးဆရာဝန်ကိုစမ်းကြည့်ခိုင်းတော့ကိုဝင်ရှိကြောင်းသိလိုက်ရတယ်အဖေကအလွန်ရှက်ဖွယ်ကောင်းတာကြောင့်ဒီမျိုးမစစ်ကလေးကိုဖျက်ချဖို့အတွက်ဆရာဝန်ကိုဆေးဖော်ဆက်ခိုင်းခဲ့တယ်ဆရာဝန်ကအမေခန္ဓာကိုယ်ဟာအလွန်အားနည်းနေတာကြောင့်ဖျက်ချရင်အသက်အန္တရာယ်ရှိနိုင်တယ်လို့ပြောပေမဲ့အဖေကဂယုမဆိုင်ပဲအမေကိုဆေးတင်းတောက်ခိုင်းခဲ့တယ်အမေကကျမကိုမဖျက်ချနိုင်တာကြောင့်ညှင်းလိုက်ပြီးကျမရဲ့ကိုဝင်ကိုဖျက်ချခိုင်းရင်အိမ်တော်ကိုသွားပြီးလူကြီးနဲ့တိုင်ပြမယ်လို့ပြောလိုက်တော့အဖေကဒေါသအလွန်ထွက်ပေမဲ့သူ့ကိုယာတုတိုးပေးတဲ့အာဏာရှင်မှုအပြစ်မပြုရဲပေတလားကြတော့အဖေကထိုမျိုးရဲ့ဒေတာခံတထေးကြီးတဦးရဲ့သမီးကိုလက်ထပ်ခဲ့တယ်ထိုမျိုးသမီးကအမေရဲ့အလှကိုမြင်တဲ့အခါမနာလိုစိတ်ပြင်းလာပြီးလက်ဖက်ရည်ချမ်းနဲ့အမေမျက်နှာကိုပတ်လိုက်တယ်အမေကနာကျင်လွန်းတာကြောင့်အော်ဟစ်ပေမဲ့ထိုမိမရဲ့အထိန်တော်တွေရောက်လာပြီးအတင်းချုပ်ထားကသခင်ကြီးပြောတာငါကြားပြီးပြင်သူနဲ့ရပြီးမျိုးမစစ်ကလေးကိုဝင်ဆောင်ထားတဲ့နင့်ကိုငငယ်ကပူညီခဲ့ဘူးတဲ့ကျေးဇူးထောက်ပြီးသခင်ကြီးကအသက်ချန်ထားပေးခဲ့တာဒီနေ့တော့နင့်ကိုစီကန်းတွေတင်ပေးရမယ်လို့ပြောသွားခဲ့တယ်အမေဟာမျက်နှာပေါ်ကအပူလောင်တန်ရာတွေကိုကုသဖို့ဆရာဝန်ပင့်ကျင်ပေမဲ့အထိန်တော်ကြီးတွေကတားဆီးခဲ့ပြီးစေကုသခွင့်မပေးခဲ့ဘူးအမေရဲ့မျက်နှာဟာနောက်ဆုံးမှာတော့ရုပ်ပြက်ဆင်းပြက်ဖြစ်သွားခဲ့ရတယ်မယားငယ်ကအမေကိုရုပ်ပိုင်းဆိုင်ရာနှိပ်စက်ပေမဲ့အစားအသောက်တွေကိုတော့ဖျက်တောက်ခြင်းမရှိခဲ့တာကြောင့်ကျမအာဟာရပြေဝခဲ့တယ်အစကအမေကသူပါလို့အဲ့လောက်သဘောကောင်းရတာလဲလို့ထင်ပေမဲ့တတိထားကြီးမှမြို့တော်ကရောက်နေတဲ့အသက်ကြီးကြီးအထိန်တော်ကြီးအိမ်မှာရှိနေတာကိုသတိပြုမိတယ်အထိန်တော်ကြီးဟာအမေရဲ့ကိုယ်ဝင်ကိုလာရောက်စောင့်ကြည့်နေတာဖြစ်ပြီးအဖေကိုယ်တိုင်လည်းအထိန်တော်ကြီးရှိမှဥညွတ်နေခဲ့ရတာကိုတွေ့ခဲ့တယ်အမေရဲ့ခမန်းချက်အရအထိန်တော်ကြီးကအာနာရှင်ကြီးရဲ့အစီခံဖြစ်ပြီးသတင်းရလို့ကိုဝင်ကိုလာရောက်ဆောက်ရှောက်ဖို့ဆေးလွတ်လိုက်တာဖြစ်နိုင်တယ်အမေမိဖွားတဲ့နေ့မှာထိန်တော်ကြီးကကျမကိုတစ်ချက်ကြည့်ပြီးမိန်းကလေးမတ်တိတဲ့အခါစိတ်ပြတ်တဲ့မျက်နှာနဲ့တုံးမကြတဲ့မိန်းကလေးဖြစ်နေတာပဲလို့ပြောပြီးအိမ်တော်ကနေလုံးဝပျောက်ကွယ်သွားပြီးအစားတောက်ကောင်းတွေလည်းလုံးဝမရှိတော့ပါဘူးအမေကနေတိုင်းပေါင်မုံလုံးတစ်လုံးပဲရခဲ့တာကြောင့်နောက်ပိုင်းလို့ရီကောင်းကောင်းမထွက်တော့တာကြောင့်ကျမနေတိုင်းစာလောင်လို့ငိုကြွေးခဲ့ရတယ်အမေဟာအခြေအနေမှာတော့အိမ်ရဲ့အခိုင်းစီအဖြစ်အလုပ်ကျန်းတွေလုပ်ခဲ့ရတယ်ဒါကြောင့်လည်းအမေဟာမိတွင်းယောဂတွေတကူလုံးဆွဲကပ်ကြံရစ်ခဲ့တော့တယ်